အားလုံးပဲမင်္ဂလာများကျွန်တော်တို့ LC လီဗာပူး LC channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီလီဗာပူးအသင်းအနေနဲ့ပေါ့လေဒါကျွန်တော်တို့1980-81ခုနှစ်ဒါနောက်ပိုင်းကိုမှတ်တမ်းဝင်ခဲ့တဲ့အသင်းလည်းဖြစ်တယ်ပေါ့လေဒါကောင်းတဲ့မှတ်တမ်းတော့မဟုတ်ပါဘူးကျွန်တော်မကောင်းတဲ့မှတ်တမ်းပေါ့လေဒါ1980-81တုန်းကကျွန်တော်တို့ဒါလီဗာပူးရဲ့မှတ်တမ်းတွေမှာဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့လီဗာပူးရဲ့မှတ်တမ်းတွေအရာပေါ့လေတည်င်းတွေမှာဖတ်ကြည့်တဲ့အခါမှာကျွန်တော်တို့ဒီအားလုံးကလည်းတန်းတက်လာတဲ့3သင်းစလုံးကိုကျွန်တော်တို့လီဗာပူးအသင်းရဲ့ဒီ MP ကွင်းမှာအနိုင်များခဲ့ပြီဆိုတဲ့မှတ်တမ်းတစ်ခုကျွန်တော်တို့တွေ့ခဲ့ရပါတယ်အခုလည်းကျွန်တော်တို့ဒါ1980နဲ့တစ်ဆိုခုဆိုလို့ရှိရင်ဆိုကျွန်တော်ဒါနှစ်ပေါင်း50လောက်ရှိပေါ့လေနှစ်ပေါင်း50လောက်အတွင်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒါပြန်ပြီးတော့တန်းတက်လာတဲ့3သင်းစလုံးကိုအိမ်ကွင်း MP မှာမနိုင်တဲ့မှတ်တမ်းတစ်ခုကိုပြန်ပြီးတော့ဝင်သွားခဲ့ပြီလည်းဖြစ်ပါတယ်ကျွန်တော်တို့လီဗာပူးအသင်းကဘယ်လိုပြောရမလဲဗျာကျွန်တော်တို့ဒီအခုဆိုလို့ရှိရင်12ပွဲစတိုက်ရှုံးပွဲမရှိသေးဘူးဆိုပေမဲ့အဲ့ထဲမှာဆို6ပွဲလုံးကတည်ရအဲ့6ပွဲကလည်းကျွန်တော်တို့ဒါပရီးမီးယားလိပွဲတွေမှာပဲပရီးမီးယားလိမှာတီးတန့်ကိုတည်ရကြခဲ့တာဖြစ်ပါတယ်အဲ့တော့အခုနောက်ဆုံး၄ပွဲဆက်ဆိုလို့ရှိရင်လည်းအိမ်ကွင်း2ပွဲအဝေးကွင်း2ပွဲရှုံးတယ်အဲ့ထဲမှာအဆိုးဆုံးကတော့ကျွန်တော်တို့အိမ်ကွင်းမှာဆိုလို့ရှိရင်ဒါလီရောဆန်ဒါလန်ရောဘန်လီရောကျွန်တော်တို့မနိုင်ပထမဘန်လီနဲ့ပထမကြော့တော့ကလည်းကျွန်တော်လီဗာပူးအသင်းရဆိုလို့ရှိရင်ဒါပင်နတီကြောင့်နိုင်တာပေါ့နော်အဲ့တော့ဟိုဘန်လီနဲ့တွေးလို့ရှိရင်ပင်နတီရပါသေးလို့ဆူတောင်းရမလို့တော့ဖြစ်နေနိုင်ရင်လို့ရှိရင်ပေါ့လေအဲ့တော့ကလည်းကျွန်တော်တို့ဒါနောက်ဆုံးမိနစ်မှဒါပင်နတီရလို့1-0ဆိုတဲ့ရလက်နဲ့ကပ်ပြီးတော့နိုင်ခဲ့ဒီနေ့မှဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဟိုဂိုးသွင်းခွင့်တွေရခဲ့ပေမဲ့ဒါအဆုံးသက်ပိုင်းညံပြင်းတာတွေနောက်ပြီးတော့ဂိုးသွင်းမသေးချာပြီးတော့ဒီဘန်လီကလည်းကျွန်တော်တို့လီဗာပူးကွင်းလာတဲ့ကျွန်တော်ပွဲချုပ်30ချက်မှာကျွန်တော်ပြောခဲ့လို့ပဲသူတို့အတွက်အဓိကသေတတ်မှတ်ပဲလီဗာပူးကိုမမျော်လင့်မနဲ့တော့မှနိုင်သွားနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီဘန်လီရဲ့ဒီကော်နာပေါက်လာတဲ့တလုံးပေါ့လေဒါကျွန်တော်တို့ကိုနာတီဖြတ်ထုတ်လိုက်တာကျွန်တော်တို့အလီစင်ဘကာနဲ့တွေ့ပြီးတော့ဒါဘေးကိုဟိုဟာရှန်ထွက်သွားလို့ပေါ့လေအဲ့ဒီလုံးတာတကယ်လို့ကိုနာတီတာမဖြတ်ထုတ်မိလိုက်ဆိုလို့ရှိရင်အဲ့လုံးကလည်းဂိုးဖို့အတွက်ရာခိုင်နှုန်းများပါတယ်အဲ့တော့ဒီဘက်ဘူးတင်းရဆိုလို့ရှိရင်ကျွန်တော်တို့ဒီဒုတိယပိုင်းမှာဆိုကစားပုံတော်တော်လေးကိုအဆင်မပြေဘူးပေါ့လေကျွန်တော်တို့ဒီပြီးတော့လေဒီကျွန်တော်ဒုတိယပိုင်းမှာဘန်လီအသင်းရဲ့ဟိုပြောလို့ဆို no block ပေါ့လေဒါပြင်ဆင်လာမှုကလည်းတော်တော်ကြီးကိုလီဗာပူးအသင်းကိုဒုက္ခရောက်စေခဲ့တယ်လို့ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့သူတို့အနေနဲ့ဒါခံစစ်မှာဆိုလို့ရှိရင်ပိတ်ဆို့ပြီးတော့ကစားတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကောင်နာချောင်းပြီးတော့ဒီကောင်နာထက်တွေနဲ့လီဗာပူးအသင်းကိုဒုက္ခပေးတယ်အဲ့ဒါလည်းတကယ်ထိရောက်ခဲ့ပါတယ်သူတို့ရဲ့ဒီကောင်နာထက်တွေကလည်းထိရောက်ခဲ့တယ်ဒီဟာနဲ့ပဲဒါလီဗာပူးအသင်းကိုအမ်ပီကွင်းမှာဒါတည်တမတ်ရယူနိုင်သွားခဲ့တာလည်းဖြစ်တယ်ဗောလေကျွန်တော်တို့လီဗာပူးအသင်းကတော့ဒါကျွန်တော်တို့ဒီပြအာဒီစလော့နဲ့တွားမယ်ဆိုရင်တော့ဒီလိုပဲကျွန်တော်လိမ့်မယ်နဲ့ပဲဒါတည်ကြလိုက်နိုင်လိုက်ရှုံးလိုက်ဒီလိုပဲတွားမှာဒါပထမရှုံးတော့ကလည်းစတိုက်ရှုံးတယ်တည်ကြတော့လည်းစတိုက်တည်ကြအဲ့လိုမျိုးတည်ကြတာကိုကျွန်တော်တို့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီလိုခက်စစ်တည်ကြလာတဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လီဗာပူးအသင်းရဆိုလို့ရှိရင်ဒီအနောက်ကချယ်ဆီတို့ဒါယူကာဆယ်တို့ United တို့ဒီလိုအသင်းမျိုးတွေကကျွန်တော်တို့ဒါအမှတ်လိုက်ကလာရဖြစ်ပါတယ်ကျွန်တော်တို့ဒီအဆင့်6ကယူကာဆယ်နဲ့ဆိုလို့ရှိရင်လက်ရှိကျွန်တော်4မှတ်တည်းกว่าလည်းဖြစ်တယ်ပေါ့လေဒါကြောင့်မလို့ကျွန်တော်တို့တည်ကြတာကိုကျွန်တော်တို့အပြစ်မပြောဒါပေမဲ့ကျွန်တော်တို့ဟိုမကြတဲ့ပွဲတွေတော့မကြတာကောင်းဆုံးပေါ့ဗျာအမှတ်3မှတ်ရယူတဲ့ပွဲတွေမှာဆို3မှတ်အဓိကရယူတဲ့တာဆိုပေမဲ့ဒါပေမဲ့ဒီအာနီစလောနဲ့ကျွန်တော်တို့ကတော့ဒီလိုပဲလိမ့်ဖေနဲ့ပဲသွားဘောလုံးကျွန်တော်တို့ဘယ်လိုလက်ထဲကင်ထားတာပဲရှိရဲဘောလုံးဂိုးတွေတထိုင်းနဲ့ကျွန်တော်ချင်းချောင်းနေတာရှိရဲဒါပေမဲ့ကျွန်တော်တို့ဂိုးတော့မရရှိခဲ့ဘူးဗောလေဂိုးသွင်းကွင့်နေတာရခဲ့တဲ့အလုံးတွေရှိရဲဆိုပေမဲ့သုံးသက်ပိုင်းတွေမတိချခဲ့တာတွေကျွန်တော်တို့ရှိရဲဒီလိုမျိုးနဲ့ဒါဒီနေ့ပွဲမှာတော့အဓိကဟီးရိုးကတော့ကျွန်တော်တို့ Florian Bad လို့ပဲပြောရမှာဖြစ်ပါတယ် Florian Bad ဆိုလို့ရှိရင်လည်းတကွင်းလုံးမှာသူ့အနေနဲ့ဒါချိတ်ဆက်ပြီးတော့ကစားခဲ့တယ်သူကိုယ်တိုင်လည်းဒါကာတီဂျုံရဲ့ဖန်တီးပေးမှုနဲ့တကူရယူနိုင်ခဲ့တယ်ဗောလေအဲ့တော့ကျွန်တော်တို့အစိုးရအကောင်ကတော့ဒီ Florian Bad နဲ့ပတ်သက်ပြီးတော့ရှေ့မှာကျွန်တော်တို့အရင်တော့အားမလို့အားမရဖြစ်ခဲ့ပေမဲ့အခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါ Florian Bad ဂိုးတွေပြန်သွင်းလာတာတွေ့ရတယ်ဒါဖန်တီးမှုတွေပြုလုပ်လာတွေ့ရတယ်ဒီလိုအနေအထားမျိုးမှာဆိုရင်တော့ကျွန်တော်တို့အနေနဲ့ဒါအပေါင်းလက္ခဏာဆောင်တာတခုတည်းသောအရာဖြစ်တယ်ဗောလေဒါကျွန်တော်တို့အာနီစလော့နဲ့တွားမယ်ဆိုရင်တော့ဒီရာဒီကတော့ကျွန်တော်လိမ့်မယ်နဲ့ဒီလိုပဲတွားမှာပဲကျွန်တော်ကတော့ဒီလိုပဲမြင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီထက်ပို့ပြီးတော့လဲမျောလင်းစရာလည်းမရှိတော့ဘူးကျွန်တော်တို့မှာဒီလိုပဲဟိုပြောမှဆိုဘောလုံးပွဲတစ်ပွဲကြီးလို့ရှိရင်ကျွန်တော်တို့နိုင်တယ်ဆိုတော့
စိတ်ခံစားမှုမရဘူးဖြစ်နေကျွန်တော်တို့မှဘယ်လိုလဲဆိုတော့ဘယ်ချိန်ကိုထဲကိုသူများတွင်းမလဲဆိုတာပဲရင်တထိတ်ထိတ်နဲ့အများကြီးကြည့်နေတာကစားပုံကြီးကကျွန်တော်တို့ဟိုမြန်မြန်ဆိုင်ဆိုင်လည်းမရှိဘူးပေါ့လေကျွန်တော်တို့နည်းနည်းအီလေလေကြီးဖြစ်ပြီးတော့ဘောလုံးတွေပေးမယ်ပြီးရင်ကျွန်တော်တို့ဒါဂိုးပေါက်ကိုပြောမယ်ဆိုလို့ရှိရင်ဟိုဂိုးဝင်အောင်တွင်းနိုင်တဲ့ဂိုးရနိုင်တဲ့အခြေအနေမျိုးကိုကျွန်တော်တို့ဟိုပြောမလို့မခံစားရဘူးပေါ့ဗျာအဲ့လိုမျိုးဖြစ်ဒီနီးပြနဲ့ကတော့ကျွန်တော်ဒီလိုပဲယာဒီကုန်နေလိမ့်ပဲနဲ့ပဲသွားမှာဘာလို့လဲဆိုတော့ကျွန်တော်တို့အခုချိန်မှာကျွန်တော်တို့အဆင့်၄မှရောက်နေဆိုပေမဲ့အမှတ်ကတအားပြတ်နေတာမဟုတ်ကျွန်တော်အောက်ကအသင်းနေတယ်နံပါတ်6လောက်ထိရအသင်းနေနေတာကျွန်တော်တို့အမှတ်အဲ့လောက်ကြီးပြတ်နေတာမဟုတ်ဒီလိုမျိုးအချိန်မှာဗျာကျွန်တော်တို့ဒီကိုယ့်ရဲ့ဟိုကံကြမ္မာကိုမဖန်တီးနိုင်ဆိုလို့ရှိရင်ဘယ်အချိန်မှကျွန်တော်တို့ဖန်တီးနိုင်မှာမဟုတ်အဲ့အခုပွဲစဉ်ကကျွန်တော်တို့ဒါတဖြည်းဖြည်းနဲ့20ကျော်လာခဲ့ပြီပေါ့လေဒါကြောင့်မို့လို့ကျွန်တော်နောက်ဒီ16ပွဲလောက်ပဲ16ပွဲပေါ့လေ16ပွဲလောက်ပဲကျန်တဲ့အနေထား15ပွဲ16ပွဲလောက်ပဲကျန်တဲ့အနေထားမှာကျွန်တော်ဂျားထဲမှာဆိုချန်ပီယံလိလည်းကန်ရမယ်နောက်ပြီးတော့ FA ကလည်းဒါနောက်တစ်ဆင့်တက်သွားပြီဖြစ်တဲ့အတွက် FA ကဒီပါလည်းကန်ဒီလိုအချိန်မှာကျွန်တော် Premier League မှာအခုလိုမျိုးအသင်းသေးလေးနေတော့မှအမှတ်တွေရောနေမယ်ဆိုလို့ရှင်တော့အချိန်တွေကတိတ်မကောင်းရာသီကုန်မှာချန်ပီယံလိဝင်ခွင့်တွက်တော့မှကျွန်တော်တော့တိတ်ပြီးတော့ဒါလီပြအာနီစလော့လောက်ပုံနေတော့တိတ်ပြီးတော့ဟိုလုံးစိတ်ဒုံချလို့မရတဲ့အနေထားဖြစ်တယ်ဆိုတဲ့အကြောင်းပြောနေတယ်ပဲကျွန်တော်ဗီဒီယိုလေးကိုဒါဆုံးသက်ခွင့်ပြုပါမြတ်ကျွန်တော်ပြောတဲ့ထဲမှာမှားပိုင်လဲနားလည်ပြီပါအားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့လီဗာပူး channel လေးကို subscribe မလုပ်ရသေးတယ်လုပ်သွားပေးကြပါဦးမြတ်အားလုံးပဲကျေးဇူးတင်ပါတယ်